ကားငယ်လို့ခေါ်တဲ့ကားဟာမြန်မာပြည်အခရာ33လုံးမှာ3လုံးမြောက်အခရာဖြစ်ပြီးကားဝက်ပါတတိယအခရာပါမြန်မာဘာသာမှာအနေမရှိအတန်ပဲရှိတဲ့ပြည်ဖြစ်တာကြောင့်ပင်ကိုဒိတ်ပဲလည်းမရှိပါဘူးမြန်မာဘာသာမှာကားငယ်နေရတဲ့ဝါဟာရတွေရှိပေမဲ့မြန်မာဘာသာစကားမဟုတ်ပဲငွေစားစကားလုံးတွေတန်ပလက်ထားတဲ့စကားလုံးတွေဖြစ်နေတာကိုအခုလိုတွေ့နိုင်ပါတယ်ရှင်ကစားစင်ယုံမြင့်ရုပ်စသည်ရေးဆွဲသောရှီယိုမြန်မာပကြီးကနန်123456939ဟူသောတင်ချအမှတ်အသားဂိမ်းအရှိအတွက်ရှိတွက်ခြင်းအတက်ကတိတရဝါတို့လာရဘဝ Grand Matrix နှစ်တွင်အခြေခံ၄ချိန်ကနိုင်တပင်ကြီးများစီကားစွာပေါရောက်လျက်ရှိသောလှဲလဲကြီးရှုခြင်းစပွဲတာယာတော်တော်ဂါထာစံကြံတွင်ပြဆိုထားသည့်စီကံတို့နှင့်အညီရေးစီသောပါဠိကဗျာလူဝင်ဆန္ဒပြေဝစေကြောင်းအောင်အောင်ခံ၍ရွရသောစာဂီဟာနေအိမ်ကောဘကစေတီပထိုးစာသည်ကိုစောင့်ရှောက်ထိမ့်သိမ့်သူကောပြမိကိုတူးစွာကောရက်ခတ်ယူရသောငံပြကြီးအမိုက်သိမ်းယူရတွင်သုံးသောပစ္စည်းဂုံတက်ရှိသမဲတို့၏အရေးချင်းအစွမ်းတတိစာပေအရေးသားစီကုံတွင်ကောင်းမြတ်သောအရေးချင်းကာကြီးလိုခေါ်တဲ့ကားဟာမြန်မာပြည်အခရာ33လုံးမှာ၄လုံးမြောက်အခရာဖြစ်ပြီးကာဝက်ပါစတုတ်ထက်ခရာပါမြန်မာဘာသာမှာအနေမရှိအတန်ပဲရှိတဲ့ပြည်ဖြစ်တာကြောင့်ပင်ကိုဒိတ်ပဲလည်းမရှိပါဘူးမြန်မာဘာသာမှာကာကြီးနဲ့ရေးတဲ့ဝါဟာရတွေရှိပေမဲ့မြန်မာဘာသာစကားမဟုတ်ပဲဝိစာစကားတွေဖြစ်နေတာကိုအခုလိုတွေ့နိုင်ပါတယ်ရှင်ကနာနိုစွန်နွားနှုတ်ဖြင့်ကျူချက်သောစွန်ကောတာအခရာတတာအတန်ပြင်းပြင်းထွက်သောအခရာတန်ပြင်းအခရာတန်ကားမြတ်စွာဘုရားဤတပည့်ယဟန်အပေါင်းတင်ကားတန်ကားစဉ်အလှမန်းတက်တွင်ယဟန်တော်များတရင်300စဉ်တင်ကားစဉ်အာဂါရာတစုံတဦးပေါ်မကျေနပ်သောကြောင့်အန္တရာယ်ပြုရန်စိတ်တွင်တိမှတ်ထားခြင်းရန်ညှို့